မင်္ဂလာပါ Excel Level BK channel ရဖြစ်ပါတယ်ခင်ဗျာ Welcome to Excel Level BK ကျွန်တော်ဒီနေ့ဝေမျှပေးမယ်အကြောင်းအရာလေးကတော့လူသိနေပြီမဲ့အရန်အသုံးဝင်ပြီးတော့ Excel user တွေကိုတူများတက်ထူးပြီးဆရာကြစီမယ် function တချို့ကို function လေးတစ်ခုနှစ်ခုကိုကျွန်တော်ဝေမျှမှာဖြစ်ပါတယ်အဲ့ဒါကတော့ TRUNCဗျာနော်ဆိုတဲ့ function ရဲ့ int int ဆိုတဲ့ function ဖြစ်ပါတယ် okay ပထမဆုံးကျွန်တော်တို့ trans ဆိုတဲ့ function လေးအကြောင်းသွားလိုက်ရအောင်ဒီ trans ဆိုတဲ့ function လေးကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ဒီမှာ data gain တွေရှိတယ်ပေါ့ဗျာနော်အဲ့တော့ data ပါတဲ့ gain တွေရှိတယ်ပေါ့နော်အဲ့ဒီ trans ကဘာတွေလုပ်ပေးရလဲဆို trunc trans နော်ကျွန်တော်တို့ equal to trunc formula ကိုကျွန်တော်ရေးလိုက်မယ်တက်နေလိုက်ရင် open bracket ပေါ်မယ်ကျွန်တော်တို့ကကျွန်တော်တို့ cell quad ကလေးကိုကျွန်တော်တို့ရေးလိုက်မယ်ဆိုရင်ဒီမှာနော်669ကိန်းပြည့်ရဲ့နောက်ကဓာတ်သမားတွေကိုပြင်မှာ19နဲ့နော်ကိန်းပြည့်နောက်ကဓာတ်သမားတွေအကုန်လုံးသူကဖြတ်ပေးပြီးတော့ကိန်းပြည့်တွေကိုပဲသူယူပေးတယ်ပေါ့ဗျာနော်ဒီအရာလေးရဲ့လောက်ဆောင်မှုကဒါဖြစ်တယ် okay ဟုတ်ပြီဒါဆိုဒီ trans ဆိုတဲ့ function ကိုခုမှကြားဘူးတယ်ဒါမှမဟုတ်ကြားဘူးပြီးသားလူတွေကပြောလိုက်မယ်တချို့တွေမစင်ဟာပေါ့ဒီ trans က round function နဲ့ round function ဆိုတော့လူနည်းနည်းတရားထက်ဆိုင်လူသိရပေါ့လေနော် round function နဲ့ဘာထူးလို့လဲ round function မဲ့သုံးမှာပေါ့ဆိုရင်ကျွန်တော်က round ရှိတယ် round down ရှိတယ် round up ရှိတယ်ပေါ့လေနော်အဲ့တော့ကျွန်တော် round function နဲ့ဘာကွာလဲဆိုတာလေကျွန်တော်နည်းနည်းပြမယ်ပေါ့လေနော်ဟုတ်ပြီကျွန်တော်တို့ round function လေးကိုကျွန်တော်တစ်ချက်လုပ်ပြမယ် round ဒီကောင်ကျွန်တော်တို့လောက်လိုက်မယ် round ကနောက်က number tangents ကိုမထည့်လို့မရဘူးကျွန်တော်တို့ကကိန်းပြည့်လိုချင်တဲ့အတွက်0လို့ထည့်မယ်ပေါ့ဗျာနော်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကအောက်ကိုဆွဲချမယ်ဆိုရင် okay ဒီလိုမျိုးဓာတ်မနောက်ကကိန်းတွေကနော်ဓာတ်မရဲ့နဲ့ကက်ရက်ကိန်းက9ထက်မကျော်တဲ့ဟာတွေမှာတော့တူတူပဲဖြစ်နေပြီမဲ့ကျွန်တော်တို့ဒီမှာ136ဓာတ်မ8ဆိုတဲ့ဓာတ်မ8နဲ့စလိုက်တဲ့အချိန်မှာတော့ဒီကောင်ကသူ့ရဲ့တာဝန်ကို trans ကသူ့ရဲ့တာဝန်ကိုကြည်ပြွန်စွာပဲဓာတ်မပဲဖြတ်ပြီးတယ်ဒီကိန်းကြီးကိုဘာမှတွားပြီးမထိခိုက်ဘူးဒီ round ကကြတော့ဓာတ်မနောက်မှာ8ဖြစ်နေတဲ့အတွက်ကိုသူကနော်ပိုနီးတာကိုတွားလှုပ်လိုက်တော့139ခွန်ဖြစ်သွားတယ်နော်အဲ့တော့ round နဲ့ trans ရဲ့ကွာခြားချက်ဖြစ်ပါတယ် okay ဟုတ်ပြီနောက်တဲ့ in ကတော့ in က round နဲ့တော်တော်တူပါတယ်နော် in က round နဲ့တော်တော်တူတယ်ဒါပေမဲ့ဘာကွာလဲဆိုတာကိုကျွန်တော်တစ်ခါလေးပြမယ် int in ကလည်းအဲ့လိုပဲ function လေးကိုရေးလိုက်တယ်ကိုဟိုဟာလေးကိုဆက်လက်မှတ်လိုက်တယ်ပေါ့နော်ကဲဟုတ်ပြီကွာခြားချက်ကတူကလည်းဒီဓာတ်မနောက်ကဓာတ်မတွေကိုဖြတ်ပြီးတော့ကိန်းပြည့်ကိုပဲယူပေးတာဒါပေမဲ့လူချင်းမင်းတို့မြင်တဲ့အတိုင်းပဲဒီမှာအနှုတ်ကိန်းမှာပေါ့ဗျာနော်ကျန်တဲ့ຢာတွေအကုန်တူတူပဲဗျကျန်တဲ့ຢာတွေအကုန်တူတူပဲဒါပေမဲ့ဒီအနှုတ်ကိန်းမှာဆိုရင်ကျွန်တော်တို့ကအနှုတ်669.353ဆိုရင်သူကဒီ in ကအနှုတ်ကိန်းမှာကျတော့သူက round down ရဲ့တာဝန်ကိုသူကတွားယူလိုက်တယ်ပေါ့နော်အဲ့လိုဖြစ်သွားတယ်နောက်တစ်ချက် trans မှာကကြတော့ဒီ in နဲ့ကွာတာကဒီနောက်မှာ number tangents ကိုကျွန်တော်တို့က option အနေနဲ့ရွေးလို့ရတယ်ကျွန်တော်တို့က0အခုဘာမှမယူရရင်0ထည့်ထားလို့ပဲပေါ့ကျွန်တော်တို့က2လို့ကျွန်တော်ထည့်လိုက်2လို့ထည့်လိုက်မယ်ဆိုရင် okay ဓာတ်မ2နေရာယူမယ် okay ဟုတ်ပြီဒါဆိုကျွန်တော်တို့က -2 လို့ကျွန်တော်တို့လုပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီရှေ့ဆုံးကနော်နှလုံးဖြတ်ပြီးတော့ကျွန်တော်တို့ကနောက်ကတတိယမြောက်လုံးဝပဲယူပေးပြီးတော့ရှေ့နှလုံးတုံညာအနေနဲ့ထားပေးတယ်ပေါ့ဗျာနော် trans ရဲ့တာဝန်ကတော့အဲ့လိုမျိုးတိတိကျကျဖြတ်ပေးတယ်သူက round up လည်းမလုပ်ဘူး round down လည်းမလုပ်ဘူးပေါ့နော် okay ဟုတ်ပါပြီဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဒီ function လေးတွေကိုသုံးပြီးတော့လိုအပ်တဲ့နေရာမှာအသုံးချနိုင်ကြပါစေမိမိရဲ့ skill တွေကိုလည်းပုံမှုပြီးတော့မြင့်တင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါခင်ဗျာ Excel Level BK channel ဖြစ်ပါတယ်ခင်ဗျာ